အားလုံးပဲမင်္ဂလာပါရှင်ပိတ်ရက်လေးမှာတော့ကုန်ကြစီလဲတက်တာစားလို့လဲကောင်းတယ်တက်လို့ဒုတ်ထိုးနဲ့ကြာစံကြော်လေးလှူစားလို့ရအောင်အလွယ်ဆုံးနည်းလမ်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ရှင်တိုဘူးကိုတော့ဥစွာကြိုထားပေးရမှာဖြစ်ပါတယ်တိုဘူးကြိုတဲ့အခါမှာတော့အရသာအတွက်စားဟင်းကြိုမုံနနွေးမုတ်တို့ကိုထည့်ပြီးတဲ့အခါမှာနာလေးကြိုပြီးအေးခံထားရမှာဖြစ်ပါတယ်အချင်းဖြော်ဖို့အတွက်ကတော့မကြီးသီးနဲ့အနှဲငယ်နဲ့ခက်ညက်နှလုံးကိုယူနွေးပူနဲ့စိန်ထားပေးလိုက်ပါတယ်ရှင်။ငရုတ်စီအတွက်ကတော့စိန်တစိတ်ကိုအသုံးပြုထားတာဖြစ်ပါတယ်။ဘိုင်းမနာစေဖို့အတွက်ငရုတ်စီကိုတော့အနှဲငယ်ကြိုပေးထားလိုက်ပါတယ်ရှင်။ဒီနေရာမှာငရုတ်စီကိုအနီနဲ့အညိုနှစ်ရောင်ကိုအသုံးပြုထားတာဖြစ်ပါတယ်ရှင်။လော်ထားတဲ့ငရုတ်သီးစိမ်းရဲ့စက်သွန်ဖြူရဲ့ကိုတော့ရောပြီးထောင်းထားပေးလိုက်ပါတယ်ရှင်ဒီနေရာမှာအဆက်ကြိုက်တဲ့သူကလည်းငရုတ်သီးကိုပို့ထဲလို့ရပါတယ်ရှင်အရသာအတွက်ကတော့စားနဲ့ဟင်းချိုမုတ်ကိုအသုံးပြုထားပါတယ်အချင်းရည်အတွက်အပြည့်ကျဲကိုတော့မိမိစိတ်ကြိုက်ရေနွေးထိုးပြီးဆက်ပေးလို့ရပါတယ်ရှင်နောက်ဆုံးမှာတော့နနမင်းလေးအုပ်ပေးလိုက်ပါတယ်ရှင်ပဲပြနှစ်တုံးကိုလည်းမိမိစိတ်ကြိုက်လှီးဖြတ်ပြီးအရသာအတွက်စားဟင်းချိုမုံနနွေးမုံတို့နဲ့နေပြီးကြော်ထားပေးလိုက်ပါတယ်ရှင်အသားတို့ကိုတော့ရေစိမ်ပေးထားရမှာဖြစ်ပါတယ်။ပွာလာတဲ့အခါမှာတော့ရေညစ်ပြီးအရသာအတွက်စားဟင်းချိုမုံတို့ကိုထည့်ပြီးနှက်ထားပေးလိုက်ပါတယ်။တူဘူးကိုလည်းမိမိစိတ်ကြိုက်အတုံးအကြီးအသေးတုံးပြီးကြော်ပေးလို့ရပါပြီရှင်အာလူကတော့အလုံးသေးမရလို့အလုံးကြီးကိုပဲပြုတ်ထားပေးလိုက်ပါတယ်။ရုံးပရိသီးကိုလည်းကင်ထားပေးလိုက်ပါတယ်ရှင်။ကြာစံကြော်ဖို့အတွက်ကတော့စက်သွန်ကြီး၊ဂေါ်ဘီ၊တဲဒီ၊မုံလာဦးညီတို့ကိုအသုံးပြုထားတာဖြစ်ပါတယ်။အယောင်လေးလာစေဖို့အတွက်ကြာညို့ကိုအသုံးပြုထားတာဖြစ်ပါတယ်။အရသာအတွက်ကတော့ဟင်းသီးရွက်မုံစားနှဲငယ်နဲ့ခရုစီတို့ကိုအသုံးပြုထားတာဖြစ်ပါတယ်။ကြာစံကြော်တဲ့အခါမှာတော့ဒုတ်ထိုးကြော်ပြီးသားစီတွေကိုပဲပြန်ပြီးအသုံးပြုထားတာဖြစ်ပါတယ်။ကြာစံကြော်လေးရပါပြီရှင်။အယောင်စင်အနက်ရတာနဲ့ပြည့်စုံတဲ့တက်လို့ဒုတ်ထိုးနဲ့ကြာစံကြော်လေးကိုစားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်တငယ်ချင်းတို့လည်းပိတ်ရက်လေးမှာလိုက်လှုပ်စားကြည့်ကြပါအောင်နော်။